ရှိရှိတုန်းကတစ်ပင်ကြီးတွေနဲ့ပန်းမှန်တွေဝေးစားနေတဲ့တောအုပ်ကြီးတစ်ခုမှာရွှေဝါလို့ခေါ်တဲ့သမင်ပြိုလေးတစ်ကောင်ရှိတဲ့ရွှေဝါဟာသူ့ရဲ့ရွှေရောင်တောက်နေတဲ့အမွှေးမြင်တွေနဲ့လှပတဲ့ဥချိုကြီးတွေကိုအရန်ကုန်ယူတာပေါ့ကြည်စမ်းငါရဲ့အလှကဒီတောအုပ်တစ်ခုလုံးမှာအသာဆုံးပဲငါခြေထောက်တွေကလည်းတန်မာလိုက်တာငါပြေးရင်ဘတူးမှမမိဘူးရွှေဝါကနေ့တိုင်းရေကန်နာမှာသူ့ရဲ့အရိပ်ကိုကြည့်ပြီးကြွားဝါလေးရှိတယ်။ဒီနေ့မှာတော့ရွှေဝါဟာပန်းပွင့်လေးတစ်ပွင့်ပေါ်မှာနားနေတဲ့လေးလန်းလို့ခေါ်တဲ့လိပ်ပြငယ်လေးတစ်ကောင်ကိုတွေ့လိုက်တယ်။လေးလန်းဟာတင်းငယ်ပေမဲ့သူ့ရဲ့တောင်ပန်လေးတွေကရောင်စုံချေထားသလိုလှပပါတယ်။ဟိတ်အကောင်သေးသေးလေးမင်းကငါခြေထောက်နားမှာပြန်နေတာငါခြေထောက်နဲ့နေမိရင်တည်သွားမယ်နော်။မင်းလိုအားနေတဲ့အကောင်ကငါ့လိုခန့်ညားတဲ့တမင်ကြီးနားမှာမနေသင့်ဘူးရွှေဝါကမောက်မာစွာပြောလိုက်တယ်လင်းလက်ကအေးအေးစစ်စစ်ပဲပြန်ပြောပါတယ်ရွှေဝါရဲ့လူတိုင်းမှာကိုစီအစွမ်းအစရှိကြတာပါပဲအလားအပဆိုတာလဲထာဝရမဟုတ်ပါဘူးဒီနေ့မှကျမရဲ့အကူအညီကိုရှင်လို့ချင်ရင်လို့မှာပေါ့ရွှေဝါကတော့ရဲမောပြီးနှာခေါင်းရှုံကထွက်သွားပါတော့တယ်ရွှေဝါဟာတောအုပ်ထဲမှာလွတ်လွတ်လပ်လပ်ပြေးလွှားရင်မျက်နှာလေးတွေကိုစားနေတော့မှမုတ်ဆိုးတွေထောင်ထားတဲ့ကြော့ကွင်းတစ်ခုတည်းကိုခြေထောက်ကျွန်းဝင်သွားပါတော့တယ်အာကဲကြပါအောင်ငါခြေထောက်ကြီးအထဲရောက်သွားပြီရွှေဝါဟာသူ့ရဲ့တန်မာလှပါတယ်ဆိုတဲ့ခြေထောက်တွေကိုသုံးပြီးရုံးပေမဲ့ကြော့ကွင်းကပိုးပြီးတင်းကျပ်လာတယ်သူ့ရဲ့လှပတဲ့ဥကြိုတွေကလည်းဘေးကတစ်ကိုင်း6တွေနဲ့ညှိနေလို့လှုပ်ယုံနေတဲ့အရန်နာကျင်နေရပြီခဏကြတော့မုတ်ဆိုးတွေရဲ့ခြေတံကိုအဝေးကနေကြားလိုက်ရတယ်ရွှေဝါဟာအရန်ကြောက်သွားပြီးမျက်ရည်တွေကျလာပါတော့တယ်အဲ့ဒီအချိန်မှာပဲလိပ်ပြာလေးလင်းလက်ဟာပြန်တန်းရင်းရောက်လာပါတယ်ရွှေဝါစိတ်အေးထားနော်ကျမရှင်ကိုကူညီမယ်လင်းလက်ရဲ့မင်းလိုအကောင်သေးသေးလေးကငါကိုဘယ်လိုကဲမှာလဲမုတ်ဆိုးတွေလာတော့မယ်မင်းမဲ့အမြန်ပြေးတော့ရွှေဝါကငိုယိုပြီးပြောရှာတယ်လင်းလက်ကတော့အာမလျှော့ပါဘူးသူဟာအမြန်ဆုံးပြန်တန်းသွားပြီးတောအုပ်ထဲကသူ့ရဲ့တငယ်ချင်းကိုကိုကြွက်စီကိုသွားပါတယ်ကိုကိုကြွက်ရေအမြန်လာပါအောင်ရွှေဝါမုတ်ဆိုးကြော်ကွင်းနဲ့မိနေလို့သူ့ကိုကယ်ပေးပါကိုကိုကြွက်နဲ့လင်းလက်တို့ဟာရွှေဝါရှိရာကိုအပြေးအလွှားရောက်လာကြတယ်ကိုကိုကြွက်ကသူ့ရဲ့ခက်မြက်တဲ့သွားလေးတွေနဲ့ကြော့ကွင်းကြီးကိုအမြန်ကိုက်ဖြတ်လိုက်ပါတယ်လင်းလက်ကတော့တစ်ပင်ပေါ်ကနေမုတ်ဆိုးတွေလာမဲ့လမ်းကိုကြည့်ပြီးအချက်ပေးနေတာပေါ့မြန်ရွှေဝါမုတ်ဆိုးတွေဒီနားရောက်နေပြီလင်းလက်ကအော်ပြောလိုက်တဲ့အချိန်မှာပဲကျိုးပြတ်သွားပြီးရွှေဝါလွတ်မြောက်သွားပါတော့တယ်ရွှေဝါဟာဘေးကင်းရာတောအနက်ပိုင်းထဲကိုရောက်သွားတဲ့အခါလင်းလက်နဲ့ကိုကိုကျွတ်တို့ကိုကျေးဇူးတင်လို့ဒူးထောက်ပြီးတောင်းပန်လိုက်ပါတယ်ကျွန်တော်မှားခဲ့ပါတယ်လင်းလက်ရဲ့ကျွန်တော်ကကိုအလှဆုံးအတော်ဆုံးလို့ထင်ပြီးမင်းတို့ကိုအထင်သေးခဲ့မိတယ်တကယ်တော့ငါရဲ့ဦးချိုကြီးတွေကငါ့ကိုဒုက္ခပေးခဲ့ပြီးမင်းတို့ရဲ့တင်းငယ်တဲ့အစွမ်းစားတွေကမှငါအသက်ကိုကယ်တင်ပေးခဲ့တာပါအဲ့ဒီနေ့ကစပြီးရွှေဝါဟာဘသူကိုမှမလောင်ပြောင်တော့ပဲတောတွေကတငယ်ချင်းအားလုံးနဲ့ရိုးရိုးသားသားချစ်ချစ်ခင်ခင်နေထိုင်သွားပါတော့တယ်ဒီပုံမြင်လေးကပေးခြင်းနဲ့သင်ခန်းစာကတော့အလားအပထက်စိတ်ထားကောင်းမွန်မှုကပိုအရေးကြီးပါတယ်တင်းငယ်တဲ့အရာတွေကိုအထင်မသေးပါနဲ့သူတို့မှလည်းထူးခြားတဲ့အစွမ်းအစတွေရှိကြပါတယ်